ကိုကျိုးပဲကိုကြည့်နေသေးရတော့ဘယ်လိုလူမျိုးတွေပဲရှိရှိငါတို့လူမျိုးတွေကဟောမှာပဲရှိနေအောင်ပါပဲအဲ့ဒါနေသိလားနေဘလို့လောက်နေတာလဲဟမ်ဒါလေးချတော့နေမချနိုင်ဘူးလားပတ်စံကြတော့လိုချင်တယ်ဒါလေးတော့မလုံးနိုင်ဘူးငါကြိုးမဒီမှာသားအေးနေကမြန်မာလူမျိုးမဟုတ်လားနေအလားထိလည်းပြောစရာမလိုပါဘူး तू ကနင့်ထက်တယ်အသက်အများကြီးတယ်နင့်မိဘကနင့်ကိုအဲ့လိုမျိုးပဲသိထားပေးတာလားနေပါစကားပြောတာလေနေပါစကားပြောတာလေနေငါဘာကမလို့ငါ့ကိုဒီလိုပြောရတာလေဒီစေထဲမှာငါဘာကမလဲဆိုတာနေစုံစမ်းလိုက်အောင်နေစုံစမ်းလိုက်အောင်ပလိမ့်နဲ့တိုက်လိုက်လို့အချောက်ထမင်းတလောက်လောက်သွားပြီးအောင်စားနေရမယ်ကိုလောက်ကိုသေချာလောက်ကြနေတော့ကိုလောက်ကိုသေချာလောက်ကြတော့တော့မပြောနဲ့ညီမရေဒီသေးတဲ့ဗမာတွေကသူ့ဆိုကြောက်နေရတာသူကပလိမ့်ပိုင်နေဆိုတော့လေလှုပ်ချင်တိုင်းကိုလှုပ်နေတော့တာရေဟုတ်တယ်ဟာဒီသေးမှသူ့ကိုလမ်းနေရတာမြင်လောက်ကြမယ်စနေစဲခနဲ့เจ๊ค่ะเจ๊มาถึงแล้วเหรอคะเดี๋ยวหนูต้องให้นะคะคุณมาจริงตะเทวพานี่ไม่เป็นไรหรอกไม่เป็นไรไม่เป็นไรค่ะเจ๊หนูต้องให้ทำไมเจ๊สวยขึ้นเลยอ่ะไปโยซิมาเหรอคะสวยจังเลยค่ะเฮ้ยเอาที่พูดกันนะฉันหนึ่งว่าพี่ဒီကြတာဆိုတော့ငါတို့ဒီအချိန်ကြီးကလည်းရုပ်ထွက်လာတာမဟုတ်အဲ့တော့ငါတို့တူလုံးမရမယ်นี่แต่คนงานหายไปไหนกันหมดวันนี้ทำไมไม่มีใครมาทำงานเลยคนงานของเธอละหายไปไหนกันหมดฮะใช่ค่ะเจ๊ไม่รู้หายไปไหนหมดก็ไม่รู้ค่ะเธอทำอะไรพวกเขาหรือเปล่าหนูไม่ได้ทำอะไรพวกเขานะคะเจ๊เธอไม่ได้ทำอะไรแล้วเขาไม่มาทำงานได้ไงอ่ะหนูก็ไม่รู้เหมือนกันค่ะไม่ต้องพูดมากแล้วไปเรียกเขามาให้ฉันไปเรียกมาให้ฉันค่ะเจ๊ไปเรียกมาให้ได้นะถ้าเรียกมาไม่ได้เธอก็ไม่ต้องกลับมาลาออกไปเลยเธอไม่มาทำงานไม่เป็นไรพวกเขาไม่มาทำงานไม่ได้เข้าใจไหมไปค่ะเจ๊နေလုံးမလာဘူးလားလာတော့ကျွန်တော်အလုံးမစင်တော့နေလုံးစင်နေငါလုံးထောက်ပြမှာနော်ထောက်လေထွက်မယ်အားလုံးထွက်ကျွန်တော်ထွက်မှာနင်တို့ဟဲ့ခင်နေအလုံးမစင်ဘူးလားမစင်ဟဲ့စင်လိုက်ပါဟဲ့ငါတထေးမကိုပြောပြမယ်လေနင်ကိုလာခတူအောင်လို့နော်တခြားလူတော့မစင်နဲ့ကျမလည်းမစင်နေလုံးမစင်ကပလိုက်နဲ့ဖန်ခိုင်းမှာနော်နင်ကိုဖန်ပါစင်မလားမစင်ဘူးလားစင်နင်တို့တွေလောက်ထားဟဲ့အောင်ဒီနေ့နေဘာလို့အလုံးမစင်းတာလဲမစင်းဘူးဗျာကျွန်တော်လှုပ်ထွက်လိုက်ပြီဟဲ့နေအလုံးထုတ်လို့မရသေးဘူးလေဘာလို့မရမှာကျွန်တော်တကယ်ရင်းတော့မစင်းနဲ့ဟောင်းနေအလုံးထွက်နေငါပြိုင်နဲ့ခေါ်ပြီးဖမ်းခိုင်းမှာနော်ဖမ်းဗျာကိုမလှုပ်ချင်လို့မသွားတာပဲဖမ်းလိုက်သွားရုံပဲပေါ့ကိုတွေမှာလည်းအထောက်ထားတဲ့အကောက်လုံးရှိတာပြလိုက်ရုံပဲအေးနင်တို့တွေလှုပ်ထားအောင်နော်နောက်ဆုံးနင်တို့ဘဝဘလို့အဆုံးသတ်မလဲဆိုတာနင်တို့စောင့်ကြည့်တာလိုက်เจ๊ค่ะเรียกพวกเขาไม่ได้สักคนเลยค่ะแล้วทำอะไรต่อละทีเนี้ยเธอไม่ขู่พวกเขาไว้หรือไงฮะหนูขู่แล้วค่ะแต่พวกเขาไม่กลัวนะคะเขาพูดยันว่าเขาไม่มาแล้วค่ะเขาจะมาได้ยังไงเธอทำอะไรพวกเขาเอาไว้เธอน่าจะรู้อยู่ในใจนะไม่ต้องมาตอแหลกับฉันเลยฉันรู้ได้ยังไงคะฉันรู้เรื่องหมดทุกอย่างแล้วรับหลังพวกเขาเธอพูดเรื่องพวกเขาไม่ดีอย่างง้นอย่างนั้นอย่างเงี้ยตอนหน้าทำดีนิสัยไม่ดีแบบนี้ฉันไม่จ้างเธอแล้วนะลาออกไปเลยดีกว่าอย่าไล่ออนหนูเลยนะคะเจ๊ไม่ได้ลาออกไปเลยได้ค่ะดูลาออกให้ก็ได้ค่ะไปรู้แล้วมาแต่เอไทยสกาเลตะနေရတနေရလေရတာနဲ့ကိုဘယ်ကစားခဲ့လဲဘယ်အချင်းတွေကတဲခဲ့လဲဆိုတာကိုဘဝကိုမိတ်နေပြီလားမခင်ဦးလို့ခြိထောက်ကြိုးပြီးမိဘကိုစာကျွေးနေတဲ့သူကိုနေကရက်ဆက်ပြောရတယ်အလောက်သမားကောင်းဆောင်နေကဘလို့အလောက်သမားကောင်းဆောင်မျိုးလဲဟုတ်တယ်သူပြောသလိုပဲနေကဘလို့အလောက်သမားကောင်းဆောင်ရထားတဲ့ယာတူကအလောက်သမားကောင်းဆောင်ဆိုတာကိုရဲ့လက်အောက်ကလူတွေကိုကြောက်အောင်လှုပ်ပြရုံနဲ့အလောက်ဖြစ်မယ်နေထင်နေရလားအေး
အဲ့ဒီလိုနင်ထင်နေသေးရတော့လေစစ်မှန်နဲ့နောက်လိုက်ဆိုတာဘယ်တော့မှနေရတာမှမဟုတ်ဘူးနင်လိုလူမျိုးကလေဘယ်တော့မှတန်မိုးရှိတဲ့လူတယောက်ဖြစ်လာမှာမဟုတ်ဘူးငါတို့လူမျိုးတွေကလေနေရရဖို့ပဲသိတယ်ကိုရလာတဲ့နေရအတွက်ဘယ်လောက်ပြန်ပေးဆက်ရမလဲဖြည့်ဆည်းပေးရမလဲဆိုတော့မတွေးပဲကိုကျိုးပဲကိုကြည့်နေသေးရတော့ဘယ်လိုလူမျိုးတွေပဲရှိချင်းငါတို့လူမျိုးတွေကဟောမှာပဲရှိနေအောင်ပါပဲအဲ့ဒါနေသေးလားမလုံးနဲ့သူ့လူမျိုးကလေသူ့အကူသူနဲ့သူသွားနိုင်မယ်လုံးစရာမလိုဘူး